င်္ဂလာပါရှင်ဒီကောက်မှာဆိုရင်ကတော့ဈေးနှုန်းအများကြီးသုံးစရာမလိုပဲနဲ့ Samsung ရဲ့နောက်ထပ် CD ဖြစ်တဲ့ Samsung S22 လေးကိုလာရောက်ပြီးတော့မိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ရှင် Samsung S22 လေးရာဆိုရင်ကတော့စတင်ထွက်ရှိချိန်က330ဝန်းကျင်လောက်ပေးပြီးတော့ကန်ရတယ်အခုဆိုရင်ကတော့လုံးဝကိုမှအတိုင်းတန်တဲ့ original Qualcomm လေးညီမတို့နိုင်ငံကျော်ဘန်လောက်မိုဘိုင်းမှာရောက်ရှိလို့လာတာပဲဖြစ်ပါတယ်ရှင်ရောင်းပေးထားတဲ့ဈေးနှုန်းလေးရာဆိုရင်လည်းညီမတို့နိုင်ငံကျော်ဘန်လောက်မိုဘိုင်းမှာ RAM 8 memory 128GB ကိုမှ15သိန်းခွဲဝန်းကျင်လေးနဲ့ရောင်းပေးထားတာပဲဖြစ်ပါတယ်ရှင် Samsung S22 လေးရာဆိုရင်ကတော့2020နှစ်ဖေဖော်ဝါရီ9ရက်နေ့မှာထွက်ရှိထားတာဖြစ်ပြီးတော့ယနေ့အချိန်ထိအောင်လူကြိုက်များပြီးအမေးများနေစေဖုန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင် Dynamic AMOLED 2H display ကိုသုံးပေးထားပြီးတော့ 50 megapixel main camera နဲ့10 megapixel selfie camera တို့ပေါင်းတဲ့အတွက်ကြောင့် YouTube ပိုင်းမှာဆိုရင်လည်းလုံးဝကိုမှအပြည့်ပြောစရာမလိုတဲ့ဖုန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်ထွက်ရှိထားတာကြာပြီဆိုပေမဲ့ယနေ့အချိန်ထိအောင်လူကြိုက်များပြီးတော့အမေးများနေစေဖုန်းအမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်လုံးဝကိုမှအပွန်းစင်းနာစာမပါတဲ့အလုံးသန့် era ကင်းလေးပဲဖြစ်ပါတယ်ရှင် Don't you say tower up for women so